Hello ဝေါ်အားလုံးပဲမင်္ဂလာပါရှင် ။ဤရဲ့ channel လေးကနေကြိုဆိုပါရစေ။ eCosmo က coach E ပါရှင်။ကျွန်မဆက်လာပြီးတော့မနက်ကတော့ပေါ့နော်။ကျွန်မဒီကတ်လေးတွေရဲ့ဒီကတ်လေးတွေမနက်ကတော့ဒီ111 energy နဲ့ပတ်သက်ပြီးတော့ဒီကတ်လေးတွေကျွန်မပထမအဆုံးစပြီးဆွဲကြည့်တော့ဒီကတ်လေး3ကတ်ရရှိတယ်။ဒီ2026အတွက်ကျွန်မနဲ့ align ဖြစ်မဲ့ပေါ့နော်။ align ဖြစ်မဲ့ကျွန်မရဲ့ follower တွေအတွက်ပေါ့နော်။သူတို့ရဲ့ရည်မှန်းချက်တွေရောကျွန်မရဲ့ရည်မှန်းချက်တွေရောပေါ့နော်။အတူတူပဲပေါ့ကျွန်မတို့အတူတူဒီအလုပ်ကိုလုပ်ထားတဲ့အတွက်သူတို့တွေအတွက်ပေါ့နော်။ကျွန်မဒီအောင်မြင်မှုလေးတွေရရှိမလားမရရှိဘူးလားဆိုတာကိုကျွန်မကဒီ oracle ကတ်လေးနဲ့ပေါ့နော်ကျွန်မစမ်းပြီးပထမအဆုံးအနေနဲ့ဆွဲကြည့်တာဒီကတ်လေး3ကတ်ရရှိလာတယ်ဒီကတ်လေး3ကတ်ရရှိလာတော့ဒီကတ်လေးတစ်ကတ်ချင်းစီရဲ့အတိတ်ပဲကိုကျွန်မကလာပြီးတော့ sharing လုပ်ပြရမယ်ဖြစ်ပါတယ်အရင်ဆုံးကျွန်မတို့ပထမအဆုံးကျွန်မဆွဲလိုက်တဲ့အချိန်မှာဒီကတ်ကလေးပထမဆုံးလှန်လိုက်တဲ့ကက်ကလေးကဒီကက်ကလေးဖြစ်တယ်ဒီကက်ကလေးက gain လို့ခေါ်ရပေါ့နော်ဒီ gain လို့ခေါ်တယ်ဒါ cultivation ပြီးရင် profitပြီးလို့ရှိရင် conclusion ပေါ့နော်ဒီထဲမှာပါတဲ့အဓိပ္ပာယ်လေးပါတယ်ဒီကတ်အမျိုးအစားလေးရလေဒါကျမတို့ပေါ့နော်ဟို major ကတ်တို့ minor ကတ်တို့လိုမျိုးတကယ် tarot မှာ professional ဆန်ဆန်ဟောတဲ့ကတ်တွေလိုမျိုးမဟုတ်ဘဲねဒီ happy type ကတ်လေးဖြစ်ပါတယ်ဒါနေ့စဉ်ပေါ့နော်အရေးတကြီးကိုကအဲ့လိုမျိုးတစ်ခုခုဆိုလို့တစ်ခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကတ်ကလေးနဲ့ဆွဲပြီးတော့ကိုဆုံးဖြတ်ချက်ချရမယ့်ကိစ္စလေးတွေမှာပေါ့နော်ဒီကတ်ကလေးကိုအိတ်ဆောင်လေးနဲ့ဆောင်ထားပြီးတော့သုံးလို့ရပါတယ်ဒီကတ်ကလေးကို happy type အနေနဲ့ကျမတို့ကဒီကတ်ကလေးကိုဒါထိုင်းနိုင်ငံကထုတ်တဲ့ကတ်မျိုးစားလေးဖြစ်ပါတယ်ပေါ့နော်ဒီကတ်ကလေးကိုအဲ့တော့ကျွန်မပထမဆုံးဒီကတ်ကလေးကိုဆွဲကြည့်လိုက်တဲ့အချိန်မှာဒီ gain ဆိုတဲ့ဟာလေးကပထမဆုံးအနေနဲ့ထွက်လာတယ်အဲ့တော့ဒီကတ်လေးရဲ့အဓိပ္ပာယ်ကိုကျွန်မအရင်ဆုံးရှင်းပြချင်ပါတယ်ဒီကတ်ကလေးကပေါ့နော်ဒီကတ်ကလေးမှာပါတဲ့ရုပ်ပုံလေးကတောင်သူလေသမားလေးတောင်သူစိုက်တာလေသမားလေးပေါ့နော်သူ့ရဲ့သူစိုက်ပြိုးပြီးတဲ့အချိန်မှာဒါသူ့ရဲ့အသီးပွင့်လေးတွေရရှိလာတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်မတို့ဒီကတ်ကိုဖတ်ရမယ်ဆိုလို့ရှိရင်ဒီကိုစိုက်ပြိုးထားတဲ့အသီးအပွင့်တွေကဒီရိတ်သိမ်းချိန်တန်လာတဲ့အချိန်မှာကျမတို့ကဒီအသီးအပွင့်တွေကိုရရှိလို့သူကလက်မလေးကိုထောင်ပြီးတော့ပြောနေရဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကျမတို့က energy ဖတ်ရမယ်ဆိုလို့ရှိရင်2026အတွက်အခုကစပြီးကြုံဝင်ပါတယ်เนาะအခုကစပြီးတော့ဒီ2026အတွက်ကျမတို့ကရည်ရထားတဲ့ကျမတို့ရဲ့ရည်ရွယ်ချက်တွေကိုကျမတို့ကဒီစိုက်ပျိုးခြင်းဆိုတာကစနစ်တကျကြိုးစားအားထုတ်ရတာစနစ်တကျကြိုးပမ်းအားထုတ်မှုကနေပြီးတော့ရရှိထားတဲ့ရည်မှန်းချက်အသီးအပွင့်တွေကတေချာပေါက်ရကိုရရှိပါမယ်ဆိုပြီးတော့ပြောတဲ့ကက်ကလေးဖြစ်ပါတယ်ဒီကက်ကလေးကပေါ့နော်ဒီအသီးပွင့်တွေကိုကျမတို့တေချာပေါက်ရရှိပါမယ်ပြီးတော့ကိုဒီနေ့မှာစတင်လိုက်တဲ့အစီအစဉ်တွေအကျိုးအမြတ်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေစီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်မိသားစုရေးပဲဖြစ်ဖြစ်ကိုရေးကိုတာတိုးတက်မှုတွေပဲဖြစ်ဖြစ်အောင်မြင်စွာအဆုံးသတ်မယ်ဆိုပြီးတော့ပထမအောင်ဆုံးကက်ကလေးကနေပြီးတော့ဒီကက်ကလေးကနေပြီးတော့ကျမတို့ကိုဒီ energy တွေကိုပေးနေတာဖြစ်ပါတယ်ဒီကက်ကလေးကဒီလိုအဓိပ္ပာယ်မျိုးရပါတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ကတိတိချာချာလေးကိုယ့်ရဲ့ရည်ရွယ်ချက်ကိုစူးစမ်းပြီးတော့ကျမတို့အားထုတ်ပြီးတော့ပေါ့နော်လှုပ်ဆောင်မှုတွေကိုစဉ်ဆက်မပြတ်လုပ်ဖို့တော့လိုအပ်ပါတယ်ရှင်ဒါကနံပါတ်1ကက်ကလေးရဲ့အဓိပ္ပာယ်ပါဒါဆိုလို့ရှိရင်ဆက်ပြီးတော့နံပါတ်2ကက်ကလေးကျမတို့ဒီနံပါတ်2ကက်ကလေးကကြတော့ဒီမှာနံပါတ်2ကက်ကလေးကကြတော့ marionette လို့အဓိပ္ပာယ်ရတယ်ဟာပေါ့နော် marionette ဒီ marionette ရဲ့အဓိပ္ပာယ်ကကြတော့ဒီမှာလူဒီရုပ်သေးရုပ်ကလေးကိုကျိုးဆွဲနေတဲ့တယောက်ကပေါ့နော်ဒီမှာကျိုးဆွဲနေတဲ့ပုံကလေးတွေနဲ့သူကပါတယ်ဒီအပေါ်မှာလက်တစုံကနေပြီးတော့ကျိုးနဲ့ဆွဲကင်ထားတယ်နောက်ပြီးတော့အဲ့ဒီရုပ်ကလေးကလည်းဝက်ဆောင်ပြီးဝက်ဆန်ထားတယ်အပေါ်ကလူတယောက်ကနေကျိုးနဲ့ဆွဲကင်ထားတယ်ဆိုတော့ကက်ကလေးဒီကက်ကလေးကိုကျမတို့ကဒိဗေဖွင့်ဆိုရမယ်ဆိုလို့ရှိရင်တော့သူကအာနာရှင်စနစ်ကိုပြောလို့ရတယ်သူအာနာရှင်ဆန်တဲ့လွှမ်းမိုးချုပ်ကင်မှုကိုပြတယ်နောက်ပြီးတော့ဒီကက်မှာကျမတို့ကကျိုးဆွဲခံနေရတာဖြစ်တဲ့အတွက်မလုတ်ချင်စိတ်ဝင်လေးစိတ်တွေကိုဖော်ပြတယ်အဲ့တော့ဒီကက်ကိုဒိဗေဖွင့်ဆိုရမယ်ဆိုလို့ရှိရင်ကျမတို့2026အတွက်ကပေါ့နော်လွတ်လပ်စွာဆုံးဖြတ်နိုင်မှုတွေကိုကျမတို့ကမိမောင်းထိုးပြတယ်လို့မျိုးဖြစ်နေမယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေချမှတ်တဲ့နေရာမှာဒါမှမဟုတ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုလှုပ်ဆောင်တဲ့နေရာမှာပြင်ပဖိအားတွေရှိမယ်။ဒါတခြားသူတယောက်ဒါမှမဟုတ်သူတယောက်သူတစ်ပါးတွေကိုနဲ့ဆက်တဲ့သူတွေဒါမှမဟုတ်လို့ရှိလို့ရှိရင်ဝန်ထမ်းတွေဆိုလို့ရှိလို့ရှိရင်လည်းအထက်လူကြီးလိုမျိုးတွေနောက်ပြီးတော့ဌာနဆိုင်ရာလိုမျိုးတွေအာဏာရှင်လိုမျိုးတွေစသဖြင့်ပေါ့နော်အဲ့ဒီလိုရဲ့ဩဇာလွှမ်းမိုးချုပ်ကင်မှုတွေခံရနိုင်တယ်ပြီးလို့ရှိလို့ရှိရင်ဒီပြင်ပလွှမ်းမိုးမှုတွေရှိတယ်ဩဇာလွှမ်းမိုးမှုတွေနဲ့ပတ်သက်တဲ့ဟာတွေရှိအဲ့ဒီအတွက်ကိုအားမလို့အားမရဖြစ်နိုင်တာမျိုးတွေကိုသတိထားရမယ်ပြီးတော့ကိုအောင်မြင်ဖို့အတွက်ပေါ့နော်ကိုကကျိုးဆွဲခံရတဲ့သူမဟုတ်ဘဲနဲ့ကိုရဲ့ဘဝမှာကိုရိုင်းရဇက်စီယာကိုရိုင်းပြန်ကျိုးဆွဲမယ်ကျမတို့ကဒီကက်ကိုတိတ်ပဲဖော်ဆောင်တဲ့ခါမှာကိုရိုင်းပြန်ပြီးကျိုးဆွဲတဲ့သူတရားဖြစ်အောင်ခိုင်ခိုင်မာမာသတိပြုရလိုအပ်ပါတယ်အဲ့တော့ကိုရိုင်းဥဆောင်မှုတွေကိုယူခြင်းအပြင်ဒီအခက်အခဲတွေကိုကြော်လာနိုင်မယ်လို့ကျမတို့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကတ်3ကတ်မှာပထမဆုံးကျမတို့အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီတရက်17လမှာကျမတို့စတင်လိုက်တဲ့ရီမန်းချက်တွေကတော့လုံးဝ
ရည်ရွယ်ချက်တွေကတော့ဒီတရက်17လမှာလိုက်လုပ်တဲ့သူလေးတွေအကုန်လုံးရဲ့ရည်ရွယ်ချက်တွေကမှန်ကန်တယ်များသောအားဖြင့်မှန်ကန်နေတယ်လို့ပထမဆုံးကတ်မှာကျမတို့ကိုပြတယ်ဒုတိယကတ်မှာတော့အခက်အခဲတွေရှိလာလို့ရှိလာနိုင်မဲ့အခက်အခဲတွေဟာဩဇာလက်မှုခံရတာမျိုးချုပ်ကင်ခံရတာမျိုးမလွတ်လပ်တဲ့စိတ်မျိုးကိုဝင်လေးတဲ့စိတ်မျိုးနဲ့ဒါမျိုးတွေကိုကြော်လွှားရမယ်လို့ပြတယ်အဲ့ဒီအတွက်ကျမတို့တတိယကတ်ကိုဆက်ကြည့်ရမှာပဲဖြစ်ပါတယ်အော်ဒီတတိယကတ်မှာကြတော့ဒီတတိယကတ်ရဲ့ရုပ်ပုံကကြတော့တောင်ထိပ်မှာဖြစ်ပါတယ်ဒီမှာတောင်ထိပ်ကလေးပါတောင်ထိပ်မှာသူကဒီတောင်ထိပ်မှာသူဝစ်ဆောင်ပြေးနေသူပေါ့နော်ပင်ပင်ပန်းစူးစမ်းပြီးတော့မှသူအောင်ပွဲခံထားရတဲ့ပုံလေးနဲ့ဖြစ်ပါတယ်trium ပေါ့နော်ဒါ trium လို့အတန်ထွက်မယ်ပေါ့နော်အဲ့ဒီမှာသူကဘာတွေကိုပေးထားလဲဆိုတော့ဒီမှာ success victory achievement ဆိုတာအောင်ပွဲခံတာတွေပေါ့နော်ဒီကိုယ့်ရဲ့အောင်မြင်မှုတွေပေါ့ဒီကက်ကလေးကိုကျမတို့ကတတိယနောက်ဆုံးကက်အနေနဲ့ကျမတို့ကကျမတို့ရည်ရွယ်ချက်3ခုမှာနောက်ဆုံးကက်အနေနဲ့ကျမတို့ဒီကက်ကလေးကိုရရှိတဲ့အတွက်လက်ခံရရှိတဲ့အတွက်ပေါ့နော်ဒီကက်ကလေးကဘာကိုအဓိပ္ပာယ်ဖော်ဆောင်နေမှာလဲဆိုတော့အခုကစပြီးတော့2026ရည်ရွယ်ချက်တွေအတွက်ပေါင်းစပ်ပြီးအဓိပ္ပာယ်ဖော်ဆိုရမယ်ဆိုလို့ရှိရင်ကျမတို့ကပေါ့နော်ဒီကက်ကလေးကပေါ့နော်ကိုကရိုးအောင်မြင်မှုတွေချက်ပို့ပြီးတော့ကြီးမားတဲ့အောင်မြင်မှုတွေအတိမတ်ပြုခံရတာတွေကိုယ့်ရဲ့ခက်ခဲတဲ့ကြိုးပမ်းမှုတွေအပြီးမှာအောင်ပွဲခံရတာတွေကိုဖော်ပြနေတဲ့ကက်ကလေးဖြစ်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေချမှတ်တဲ့အခါမှာကိုကအခုလောလောဆယ်မှာရောရည်ရွယ်ချက်တွေချမှတ်ပြီးတဲ့အချိန်မှာရောမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပြီဆိုတာကိုပြတာဖြစ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့ကြိုးပမ်းမှုတွေကအမြင့်သာဆုံးတဲ့အောင်ပွဲကိုစောင့်ကျင်းပေးနိုင်မယ်ဆိုတဲ့ပုံဖော်မျိုးပေါ့နော်ဒီကက်ကအဲ့ဒီရဲ့အဓိပ္ပာယ်ရလက်ကိုရပါတယ်အဲ့ဒီအခါကျတော့ကျမရဲ့ client တွေအတွက်ဒီ live လုပ်တဲ့ပေါ့နော်ကျမရဲ့ follower လေးတွေအတွက်ကျမကခြုံပြီးတော့ဒီကက်3ခုကိုအဓိပ္ပာယ်ကိုဖတ်ပေးရမယ်ဆိုလို့ရှိရင်ဒီ oracle ကက်လေးတွေရဲ့အဓိပ္ပာယ်ကိုကျမပြောပြရမယ်ဆိုလို့ရှိရင်ဒီနေ့ကကျမတို့ရဲ့111 energy ရဲ့စတင်ခြင်းနဲ့အတူဒီ oracleကတ်3ကတ်ကိုဖတ်ရှုလိုက်တဲ့အခါမှာပေါ့နော်ဒီကျမတို့ရဲ့ရည်ရွယ်ချက်တွေစတင်ခြင်းတွေကခိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့လန်ဒီရည်ရွယ်ချက်လန်ခီးကိုဖြတ်တန်းရတဲ့အခါမှာကျမတို့စိန်ခေါ်မှုတွေရှိကောင်းရှိနိုင်တယ်အဲ့ဒီစိန်ခေါ်မှုတွေကကျမတို့ကိုကြိုးကင်တာမျိုးချုပ်ချယ်တာမျိုးပေါ့နော်တစ်ခုခုကတားဆီးတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကြိုးကင်ပြီးကျမတို့ရဲ့လုပ်ရက်တွေကျမတို့ရဲ့ဖြစ်ရက်တွေကိုစိတ်ပြောင်းသွားနိုင်အောင်လို့လုပ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျမတို့ကအဲ့ဒါကိုသူများချုပ်ကင်တာကိုမခံမဲနဲ့ကိုပြန်ပြီးကျိုးဆွဲပြီးတော့ကိုပြန်ပြီးချုပ်ကင်ပြီးတော့ဒီလမ်းကြောင်းကိုကျမတို့ကရှောက်လန်းရမှာဖြစ်တယ်ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုရောက်အောင်သွားရမှာဖြစ်တယ်အဲ့တော့သတိထားမှာကသူတစ်ပါးရဲ့လွှမ်းမိုးမှုခံရတာမျိုးကိုမခံဘဲနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ့်ရဲ့ဒီ higher step နဲ့ကိုယ့်ရဲ့အတွင်းကကိုယ့်ရဲ့စိတ်ကလာတဲ့ဆုံးဖြတ်ချက်ကိုနားထောင်ပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်စီကိုကိုယ်တိုင်ဦးဆောင်ပြီးတော့သွားဖို့အတွက်ကျမက remind လုပ်ချင်တယ်သတိပေးချင်တယ်နောက်ပြီးတော့ဒီအဆုံးသတ်မှာတော့ဒီတတိယမြောက်ကက်ကလေးရဲ့စွမ်းရင်ကြောင့်ကျမတို့ကဒီခက်ခဲဒီကိုယ့်ရဲ့ရီမန်းချက်တွေကိုကြော်ဖြတ်လာပြီးတေချာဘောက်ကိုဒီတောင်ထိပ်ကိုတက်ပြီးရောက်ရှိလာတဲ့အောင်ပွဲပေါ့နော်ဒီလိုအောင်ပွဲကိုကျမတို့ကကိုယ်တိုင်ဦးဆောင်ပြီးတော့ရယူနိုင်မယ်ဆိုတာကိုသိကြပါတယ်အားအကြောင်းမလို့ဒီနေ့ကတော့ကျမအတွက်ကတော့ဒီပထမအဦးဆုံးဖွင့်လိုက်တဲ့ဒီကျမရဲ့ oracle ကက်ကလေးတွေကတော့အရန်ကိုကျမတို့ကတော့ energy ကောင်းပါတယ်ကျမအရန်ကိုပျော်ရွှင်ရပါတယ်ဘလို့ပဲဖြစ်ပေါ့နော်ကျမတို့ဘဝဆိုတာကတော့စိန်ခေါ်မှုတွေနဲ့ပဲလာမှာပါပြည့်စုံတဲ့ဟာဆိုတာတော့မရှိဘူးဒီစိန်ခေါ်မှုတွေပြဿနာတွေကပို့ပြီးတော့ကျမတို့ကိုရင်ကျက်စေရမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပထမဆုံးစတင်လိုက်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်ဒီလုံးဝခိုင်ပါတယ်အကောင့်ထဲပေါ်လာမှာဖြစ်နိုင်တဲ့တေးချတဲ့ဖြစ်လာနိုင်တဲ့ရည်မှန်းချက်တွေပဲဆိုတာဖြစ်တယ်ဒါတွေကိုကျမတို့ကသူများရဲ့ကြိုးကင်မှုတွေမခံဘဲနဲ့ကိုယ်တိုင်ဦးဆောင်ပြီးတော့ကိုယ့်ရဲ့ကြိုးကင်မှုနဲ့ပဲကိုဒီလမ်းကြောင်းကိုရှောက်လန်းမယ်အဆုံးမှာတော့တေးချပေါက်တောင်ထိပ်မှာကျမတို့ကလုံးဝခိုင်ပါတယ်ပေါ့နော်ကျမတို့ရဲ့အောင်မြင်ပျော်ရွှင်တဲ့ဒီရည်မှန်းချက်ပန်းတိုင်းကိုရှောက်မယ်ဆိုတာကိုလုံးဝယုံကြည်ပါတယ်ရှင်ဒါကကျမနဲ့အတူတူဒီနေ့111 energy ကို live လုပ်ကြတယ်ကျမရဲ့ client တွေအတွက်တေချာလေးကို energy ဖတ်ပြီးတော့ပေါ့နော်ကျမဗီဒီယိုလေးနဲ့ကိုကျမတေချာဒီကက်ကလေးတွေကိုဆွဲပြီးတော့ရရှိလာတဲ့ကက်လေး၃ကက်ပဲဖြစ်ပါတယ်အရန်ကို happy energy ပါအရန်ကိုကျမအတွက်ကတော့ဒီနေ့ move လေးလည်းရန်ကောင်းနေတယ်အားလုံးလည်းကျမဒီကက်ကလေးဖတ်ထားရတယ်လို့မျိုးပဲပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ် live လုပ်တဲ့သူတွေအားလုံး good luck ပါရှင်နောက် audio မှာပြန်ဆောင်ပါဦးမယ်နော်see you ပါရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်